မေရဲ့လက်ဖွာအမေပိုက်ဆံပေးဦးဗျာသူငယ်ချင်းတွေလိုဖုံးအတိဝဲခြင်းလို့တားဖြစ်သူမင်းခန့်ကစိတ်တူစွာပြောလိုက်တယ်အမေကတိတ်တိတ်လေးမျက်နှာချိုသားစွာနဲ့ဒီလလစာထွက်မှဝယ်ပေးမယ်နော်သားလို့ပြန်ပြောတယ်ဒါပေမဲ့မင်းခန့်ကမကျေနပ်ဘူးအမေကအမြဲဒီလိုပဲဘာမှမဝယ်ပေးနိုင်ဘူးဆိုပြီးအခန်းတကားကိုဖုံးဆိုပိတ်သွားတယ်ညဘက်ရောက်တော့မင်းခန့်ရေတောက်ဖို့ထလာရင်မီးဘိုချောင်ထဲမှာအမေတယောက်တည်းထိုင်နေတဲ့အခါမြင်လိုက်ရတယ်အမေလက်ဖွားမှာဆေးလိမ့်ထားတဲ့အနာတွေအမေလက်ကဘာဖြစ်တာလဲအမေကပြုံးပြီးဘာမှမဖြစ်ပါဘူးသားအလုံးမှာပူတဲ့အိုးကိုကင်မိလို့မင်းခန့်အန်းလာသွားတယ်နောက်နေ့မနက်မှာတော့အမေအလုတ်သွားတာနောက်ကနေတိတ်တိတ်လိုက်ကြည့်မိတယ်အမေကစားတောက်ဆိုင်တစ်ခုမှာပန်းကန်စေးအိုးကျန်းတိုက်ဒီနေ့လုံးမနာတန်းအလုတ်လုပ်နေတာအလုတ်ရှင်ဒီနေ့လေအချိန်ပိုစင်းဦးနော်လို့ပြောတော့အမေကမောနေတဲ့အတန်နဲ့တားလေးဖုံးအစ်စ်လိုချင်လို့ပါလို့ပြန်ပြောခဲ့တယ်အဲ့ဒီစကားကြားတဲ့အချိန်မှာမင်းခန့်ရဲ့မျက်ရည်တွေကျလာတယ်အိမ်ပြန်ရောက်တော့အမေကပိုက်ဆံအိတ်သေးသေးလေးထုတ်ပြီးဒါဖုံးဝယ်ဖို့အမေစုထားတာလို့ပြောတယ်ဒါပေမဲ့မင်းခန့်ကအမေလက်ကိုတင်းတင်းဆုပ်ကင်ပြီးတားဖုံးမလို့တော့ဘူးအမေတားအခုမှသိတယ်အမေလက်ဖွားထဲမှာတားဘွားတစ်ခုလုံးရှိနေခဲ့တာကိုလို့ငိုပြီးပြောလိုက်တယ်အမေကတားခေါင်းလေးကိုပုတ်တက်ရင်တိတ်တိတ်လေးပြုံးနေခဲ့တယ်